အဲ့ဒီဥက္ကာခဲကြီးဘယ်နေရာကိုကြမလဲဆိုတာသူတို့စိုးရင်တကြီးစောင့်ကြည့်နေကြတယ်နောက်ဒီနေ့မနေ့မှာတော့လှေကပြန်ရက်သွားပြန်ပြီးစီးခွန်းသွားပြီလို့မောင်းနေသူကအကြောင်းကြားလာတယ်အခုတော့သူတို့တွေဟာလှိုင်းစည်းချောင်းရဲ့အလိုအတိုင်းပဲမျောပါနေရပါတော့တယ်ရက်အနေငယ်ကြားတဲ့အခါလူတိုင်းဟာကနာမငြိမ်ဖြစ်လာကြတယ်မကြခင်ပါပဲသူတို့လေကတခုခုနဲ့တိုက်ပြီးသွားခဲ့တယ်အပြင်ထွက်ကြည့်လိုက်တဲ့အခါရေအောက်ရောက်နေတဲ့အဆောက်အဦတစ်ခုကိုတွေ့လိုက်ရတယ်ဂျွန်ကဒီနေရာကိုသူသိတယ်လို့ပြောလိုက်တယ်အဲ့ဒါလီဗာပူးမြို့ပါမြို့ရဲ့တဝက်လောက်ကရေအောက်ကိုရောက်နေပါပြီသူတို့လေးကိုကုန်းမြေဘက်ကိုတက်နိုင်အောင်လောခဲ့ကြတယ်လေဘော်ကဆင်းလာတဲ့အခါမှာတော့ခိုးနားရတစ်ခုကိုအမြင်ရှာဖို့လိုအပ်နေပြီအဲ့ဒီမှာလူတချို့တနေရာရာကိုသွားနေကြတာတွေ့တော့သူတို့တွေနောက်ကနေလိုက်သွားခဲ့ကြတယ်နောက်ဆုံးမှာတော့ကဲဆေးရီဘန်ကတစ်ခုကိုသူတို့တွေ့သွားခဲ့တယ်လူတွေကအထဲဝင်ဖို့ကြိုးစားနေကြပြီမဲ့စစ်တပ်ကစောင့်ကြပ်ထားပါတယ်သူတို့ဂိတ်တကားကိုသွားပြီးသူတို့ဟာ Greenland Bank ကလာတဲ့သူတွေထေချောင်းနဲ့ခိုးလုံကွန့်တောင်ကြောင်ပြောပြခဲ့တယ်စစ်သားတွေကသူတို့ရဲ့တစိမ့် Beach ကိုပြခိုင်းပေမဲ့ Alice မှာပြရှိပြီးကြံတဲ့သူတွေကတော့ပျောက်ဆုံးသွားခဲ့ပါပြီစစ်သားတွေကတစိမ့်မပိုင်းအထဲပေးမဝင်ပါဘူးသူတို့နောက်ကလူအုပ်ကြီးကလည်းအထဲဝင်ဖို့အတင်းတိုးနေကြတယ်ရုံရင်စံကတ်ထရတာကိုမြင်တော့စစ်သားတွေက Aaron ကိုပစ်တက်လိုက်ပြီးတကားပိုက်ဖို့အတွက်ထပ်ပြီးတနက်တွေပစ်ဖောက်လိုက်ကြတယ်အဲ့ဒီရုံရင်စံကတ်ကြားမှာသူတို့တွေအုပ်စုခွဲသွားခဲ့တယ်တစ်ဖက်မှာလည်းရေဒီယိုတက်တိကြွမုန်တိုင်းကလာနေပါပြီဂျွန်ကသူတို့ချက်ချင်းထွက်သွားဖို့လိုတယ်လို့ဒေါက်တာအမီနာကိုပြောလိုက်တယ်သူကတော့ထွက်သွားနေပါပြီသူတို့၄ယောက်ဟာကားတစ်စီးကိုတားပြီးလိုက်ပို့ပေးဖို့တောင်းဆိုခဲ့တယ်ကားသမားကဂျွန်ရဲ့လက်ပတ်နာရီကိုတောင်းတာကြောင့်ဂျွန်ကပေးလိုက်ရတယ်သူတို့ရေဒီယိုတက်တိကြွမုန်တိုင်းကနေလွတ်အောင်ပြေးနိုင်ခဲ့ကြတယ်ဒေါက်တာအမီနာကကဘာကြီးရဲ့နေရာတိုင်းမှာဒီလိုပဲလားလို့မေးတဲ့အခါကားသမားကကဘာကြီးဟာအခုဆိုရင်အရန်အန်ဒီရများတဲ့နေရာဖြစ်နေတယ်လို့ပြန်ဖြေခဲ့တယ်ရှင်တန်ဖို့တယ်ဆိုရင်လူတွေကတယောက်ကိုတယောက်တတ်ဖို့တောင်ဝန်မလေးတော့ပါဘူးမုန်တိုင်းတွေကလည်းဘဲကမှမသိပဲရုတ်တရက်ပေါ်လာပြီးလမ်းကြောင်းမှာရှိသမျှလူတွေကိုတပ်ဖြတ်သွားတတ်ပါတယ်သူတို့တွေအဲလစ်စင်းရဲ့တငယ်ချင်းမကန်စီနေထိုင်တဲ့လန်ဒန်ကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်လွန်ခဲ့တဲ့၈လကနေ10လလောက်ကသူတို့စကားပြောဖြစ်တော့ကသူမစီမရှင်တန်ဖို့အတွက်အရာအလုံးရှိနေပုံရလို့ပါနေတန်းကဒေါက်တာအမီနာကိုအဲ့ဒီမြေစာပင်အကြောင်းကြီးခရစ်သားကတကယ်ရှိတယ်လို့ယုံသလားလို့မေးခဲ့တယ်သူမကတော့အဲ့ဒါတကယ်ရှိတယ်လို့ယုံကြည်နေပါတယ်ဒါဟာဒိုင်နိုဆာတွေဥက္ကာခဲကြောင့်မြို့တုံငင်းခဲ့ရတဲ့ KT extinction နဲ့အတူတူပါပျက်စီးမှုတွေကနေဘဝအသက်တွေပြန်ပေါ်လာကြပါတယ်အဲ့ဒီလိုပျက်စီးမှုတွေဒါမရှိခဲ့ဘူးဆိုရင်သူတို့လည်းဒီမှာရှိနေမှာမဟုတ်ပါဘူးအဲ့ဒီနောက်ကားသမားကခဏနားလိုက်ပါတယ်လန်ဒန်ရောက်ဖို့နိုင်ဝက်ပဲလိုတော့ပါတယ်ဂျွန်ကကားသမားနဲ့စကားပြောဖြစ်ခဲ့တယ်ကားသမားကတော့အဲ့ဒီအကြောင်းကကြားရတာကောင်းပေမဲ့တကယ်တော့ပုံပြင်တက်ပါပဲလို့ပြောပါတယ်နေတန်ကအဖေစီစကားလာပြောတဲ့အချိန်မှာပဲဂျွန်တကြောင်မြေကြီးတုံးချလာတာကိုခံစားလိုက်ရတယ်သူကအားလုံးကိုတစ်ခုခုနဲ့မြဲမြဲထုံထားကြဖို့အော်ပြောလိုက်တယ်သူကနေတန်ကိုပွေ့ချီပြီးတစ်ပင်တစ်ပင်ကိုမြဲမြဲဆုပ်ထားလိုက်တယ်သူတို့အပေါ်မှာမြေလေးမတွင်နိုင်တဲ့ဥက္ကာခဲတွေကျလာပါတော့တယ်အနေငယ်ငိမ့်သက်သွားတဲ့အခါသူတို့အားတင်းပြီးစစ်တောင့်ခံထားကြတယ်ဂျွန်ကကားသမားတယောက်ကိုကားစီကိုပြေးသွားတာကိုတွေ့လိုက်ရတယ်ဥက္ကာခဲတွေကျနေစဲမို့လို့မသွားဘူးသူသတိပေးလိုက်ပြီမယ်ကားသမားကတော့ဒီကားကသူ့အရာအားလုံးပဲလို့ပြောပြီးကားစီကိုဇွတ်ပြေးသွားခဲ့တယ်အဲ့ဒီနောက်မှာပဲဥက္ကာခဲအပိုင်းစားတစ်ခုကသူ့ဘော်ကိုတဲတဲချပြီးကြိတ်ချီသွားပါတော့တယ်ဥက္ကာခဲမို့ရွာသွန်းတာရက်သွားတဲ့အခါမှာတော့သူတို့တွေအပြင်ထွက်လာကြပြီးကားထဲကနေသူတို့ပစ္စည်းတွေကိုယူကလန်ဒန်မြို့စီကိုချေးလင်းလျှောက်သွားခဲ့ကြတယ်သူတို့လန်ဒန်ကမကန်စီရဲ့အိမ်ကိုရောက်သွားတဲ့အခါမှာတော့မကန်စီဟာတနက်တလက်နဲ့အစင်အသင့်စောင့်နေတာကိုတွေ့ရတယ်ဒါပေမဲ့သူတို့ကိုလည်းမြင်လိုက်ရောသူမဟာအရန်ကိုဝမ်းသာသွားပါတော့တယ်